April ဘာမှလည်းလောက်စားဖြစ်ဘာမှလည်းကို April အောက်မှာဟဲ့အကင်ရလာ cheese တဲ့ဦးကြ Let's go ဟဲ့ခဏလေးစင်နိုင်မှစားမှာတဲ့ဟဲ့ဘယ်နဲ့လိုက်ဟဲ့9နိုင်9နိုင်ရောက်ကြည့်နေပြီမနေ့9နိုင်နော်မ9နိုင်ရဲ့9နိုင်အဲ့လိုဆိုနာတို့အခုနိုင်ပြက်နေရဲ့ဆိုစင်နိုင်ထိုးပြီလားကြည့်နိုင်မယ်ခဏလေးတော့ April ဖုန်းခဏကြည့်လိုက်မှာ9နိုင်44ပဲရှိသေးတယ်အဲ့တော့အမဖာတနေလေးဆိုတော့ကြည့်ကြမယ် let's go ဟုတ်တယ်ပိတ်ထား so အမတော့ကြည့်ကြမယ် let's go ခဏအားလို့တခါပြောရမယ်အကောလို့ရအားလို့ရအဲ့တော့ခန်းနေlet's ပြမယ် let's go ဒီကအရှိပေါ့နော်ဖရားခဲပေါ့နော် TV ကအမှန်ထားတာပေါ့နော်တခါတည်းပေါ့ဖရားတက်ပဲတူတခါတည်းပေါ့တော့အဲ့မှာကျူရှိသေးရ April side တင်တယ်ပေါ့ကျူရှိလို့အဲ့တရားကြောက်လိုက်ပေါ့နော်April တော့ပေါ့နော်ကွဲရထားApril တော့နေ April တော့နေစကားပြောနေဘလာဘလာပေါ့နော် Okay ဒီကကြတော့မသိတော့ဒီကပစ္စည်းထားပါတော့လို့ဖားရဲ့ပစ္စည်းတွေပေါ့နော်ဒါငါတူတူမပြောနိုင်ဘူး April ကိုလည်းနေရိုင်းနေပေါ့နော်အေးဟုတ်ပါငါလုံးပြောနေတာအမိုက်ဘုံမနော် April မိုက်ပေါ့ဒီကလက်စေးမတော်ပေါ့နော်ဆက်ပြအဲ့ဆက်ပြတော့အပေါ်April ခဲပေါ့နော် April 8ခဲပေါ့နော် April တို့မီတာဆိုအတာဟူပါ April ခေါင်းပေါ့နော်ဒီက April ခဏလေးနော်ဒီက April ရဲ့ငယ်ငယ်တော့လေ April မီတာဒီမှာကျတော့ April သွားလူပါပေါ့ဒီမှာလဲလူထားရှိ April မင်းနောက်မင်းကတော့တပုတ်နေများလေးတော့ပြီးတော့ဒီမှာApril ရဲ့ငယ်ငယ်တော့ April 30ရှိလောက်ထားပါတော့ဒီက April မုန်းတယ်ယောက်ျားလေးဖြစ်ဒီက April ကြက်တယ်ပေါ့နော်ခလေးလေးမင်းကလေးရောဒီက April ငယ်ငယ်ကလောက်ထားပါနော်စစ်ကိုလောက်ထားဒီကငယ်ငယ်က April ပုံဆွဲထားပါကိုနေရှင်းနေလို့ပါနော်ဖွာခလိုက်ပြမယ် let's go ဒီကဟုတ်တယ်ခဏပြပြမယ်ဒီကရေချိုးကန်ဒီကအိမ်နာကြောက်စရာကြီးတို့အိမ်နာဟဲ့မင်းကပိတ်ထားတော့ဒီကမလေးကြောက်စရာကောင်းတယ်ဟဲ့ပြပြလိုက်မယ်April တော့ရခံပေါ့နော်ဒီမှာပါ April ခုနဒီက April တော့မရှိဘူးကလို့သွားဒီမှာကျတော့ April ဖွားနဲ့ဖို့တပုံဒီမှာပေါ့နော်မန်နေဖိုင်းနေရည်ဆိုအလဲတက်ပြန်နေဟုတ်တယ်လေအခြားပစ္စည်းတွေအရင်က April အဖွားရှိသွားဒီမှာအိတ်တာပြီးတော့ဒီမှာ April view ထားရပြီးတော့စကိတ်တွေဖိုင်းနေရတယ်ပြီးတော့နောက်ဖေးကိုမြင်ရတယ်ဒီမှာပါကိန်းနေရပေါ့နော်ဒီကမီမီ April မော်တာဆိုတော့